ခုနကအဆက်ကလေးအလုတ်လောက်တာနဲ့စူဆောင်းတာနဲ့ပတ်သက်ပြီးကျမထပ်ပြီးတော့နိုင်ငယ်ကျမထပ်ပြီးပြောပြရစီနည်းနည်းစကားပြောတာကြံသွားလို့နော်လူငယ်တိုင်းဟာအလုတ်တစ်ခုကိုလုတ်ပြီဆိုလို့ရှိရင်ငါအလုတ်ကတော့ HR ပဲငါအလုတ်ကတော့ admin ပဲဆိုပြီးအဲ့နေရာမှာပဲမနေပါနဲ့ဆက်စုပါလေ့လာပါဆက်စုတယ်ဆိုတာလူကျမတို့လူငယ်အများစုပေါ့နော်မှားကြတာလေသူများအကြောင်း online ပေါ်မှာဘာဖြစ်လဲဘယ်ဟာ trend လဲလိုက်ဆက်စုတယ် no မဟုတ်ဘူးကိုယ့်အတွက်တကယ်ကို solid ဖြစ်စေမယ့်ဟာကိုယ့်အတွက်တကယ်ကို solid ဖြစ်ပြီးပညာရစေမယ့်ပညာရ solid ဖြစ်ပြီးပညာရစေမယ့်ဟာမျိုးအဲ့ဒါမျိုးကိုဆက်စုပါအဲ့ဒါမျိုးကိုလေ့လာပါနော်အဲ့တော့ကိုဒီမနက်ဖြန်မှာဘာဖြစ်မယ်ဆိုတာမပြောနိုင်ဘူးအဲ့ဒီအလုတ်စလုပ်တဲ့ကျမအသက်16ကျော်18တော့ကကျမဒီနေ့ရွှေလုပ်ငန်းကိုကျမဒီလိုလုပ်ပြီးတော့ကျမဒီနေ့အမေရိကရောက်လာမယ်လို့ဘယ်သူမှမတွေးထားဘူးဒါပေမဲ့ကျမဒီမတွေးထားပေမဲ့ကျမဘာတွေကိုကျမပြင်ဆင်ခဲ့တယ်လေလုပ်ငန်းလုပ်တဲ့အတွေ့အကြုံကောင်းကောင်း10စုနှစ်တခုကျမရှိတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့တာ3-4နှစ်ကျမအဲ့ဒီအတွေ့အကြုံတွေကျမမှာကောင်းကောင်းရှိတယ်အဲ့ဒီအပေါ်မှာကျမပြောပြီးသားဝန်ထမ်းဘဝမှာလည်းကျမအလုပ်ထုတ်ခံရတာရှိတယ်မိသားစုပြဿနာပေါင်းမြောင်များစွာရှိတယ်ငွေရေးကြေးပြဿနာအိုးအများကြီးရှိတယ်ဆွေမျိုးတိုင်းဝန်းပြဿနာယနေ့အထိရှုပ်နေတော့ဟုတ်ပြီနော်အကျွေးတင်သွားတဲ့ပြဿနာအများကြီးရှိတယ်ကျမအင်္ဂလိပ်စာကျမလေ့လာခဲ့ရတယ်အင်္ဂလိပ်စာမကောင်းမဲနဲ့ကွန်ပျူတာမရဘဲနဲ့ executive role မှာလာစာတစ်ခုနဲ့မိသားလာစာကောင်းတစ်ခုနဲ့မိသားစုဦးဆောင်ပြီးအဲ့ဒီလူကအလုံးမလုံးနိုင်ဘူးမိသားစုရဲ့ပင်မ role income ကိုမရနိုင်ဘူးเนาะအဲ့တော့ကျမအားလုံးကိုလေကျမအရန်တက်လာမကြီးကျမမတက်ပါဘူးကျမအရန်သိလာမကြီးကျမမသိပါဘူးဒါပေမဲ့ကျမစာဖတ်ထားတာလေးတွေရဲ့ပတ်ဝန်းကျင်ရဲ့အတွေ့အကြုံရဲ့ကျမဘဝမှာကျမဖြတ်သန်းခဲ့ရတဲ့ဟာတွေအကုန်လုံးရဲ့ကျမပြောပြီးသားပေါင်းဆက်ပြီးတော့ကျမပြောပြတာဒါကျမသိထားတာကျမပြောပြတာကျမဟိုဘယ်လိုပြောမလဲသူများအကြောင်းတွေကိုရှောက်ပြောပြီးတော့သို့မဟုတ်စာတွေဝတ္ထုတွေတွေကအကြောင်းတစ်ခုတည်းကို AI နေ Google တွေကနေရှာပြီးတော့အဲ့တမျိုးတည်းကို base လုပ်ပြီးကျမမပြောပါဘူးကို့အကြောင်းကိုပြောပြီးကိုယ့်ရဲ့ဖြစ်ခဲ့တဲ့ past ကိုကျမပြောတာပါကျမရဲ့ site တွေအကုန်လုံးကိုလည်းကျမတဖြည်းဖြည်းအားလုံးကိုကျမပြောပြသွားမှာပါမိဘနဲ့ပတ်သက်တာဆွေမျိုးသားချင်းနဲ့ပတ်သက်တာငွေကြေးနဲ့ပတ်သက်တာဟလာအကုန်လုံးကျမဟိုမိုက်ခဲ့တာတွေကျမစိုးခဲ့တာတွေဘာကြောင့်ကျမမှားယွင်းခဲ့တယ်ကိုပောင်ကိုလန်ထောင်းတာမဟုတ်ဘူးနော်မဘာမဆိုင်ဘူးကိုပောင်ကိုလန်ထောင်းတာနဲ့ဘာမှမဆိုင်ဘူးကျမပြောချင်တာကများသောအားဖြင့်ပေါ့နော်ဟိုလူတွေရဲ့ nature ကဟာ motivate ဖြစ်အောင်ပြောမယ်စကားပြောမယ်ဒါပေမဲ့ကိုဘလို့ဖြတ်တန်းခဲ့လဲကိုဒီနှိမ့်ကြတော့ဘလို့လဲကိုဒီဘလို့ဖြစ်ခဲ့ရလဲကိုဘဝမှာဘလို့မျိုးတွေဖြစ်ခဲ့လဲဆိုတာလူရဲ့ထုံးစံမှာမပြောချင်ကြဘူးနောက်ပြီးပတ်ဝန်းကျင်ကအရန် blame တာတွေရှိတယ်မပြောချင်ကြဘူးသို့မဟုတ်ရှက်တာပေါ့နော်ဒါပေမဲ့ကျမတော့ don't care ပါကျမပြောမှာပေါ့ကျမရဲ့တွေးခဲ့တဲ့အတွေ့အကြုံပတ်ဝန်းကျင်ရဲ့ဟိုရခဲ့တဲ့ကုန်ချမ်းလေးတွေကျမစာဖတ်ထားတာတွေကျမနားထောင်ခဲ့ရတဲ့စာတွေပေါ့နော်ကျမအဲ့ဒါမျိုးလေးတွေကိုကျမပြောပါမယ်အဲ့တော့ကျမအားလုံးကိုထပ်ပြောချင်တာကတစ်နှစ်ပြီးတစ်နှစ်ကုံဆုံးသွားတယ်လတွေတစ်လပြီးတစ်လကုံဆုံးသွားတယ်ငါလက်ထဲမှာဘာစုမိပြီလဲငါအသိပညာအတတ်ပညာအပြင်ငါဘာတွေရပြီးပြီလဲဆိုတာကိုစဉ်းစားပါအလုပ်တစ်ခုမှာတစ်နှစ်နေလဲကျမဒီတစ်နေရာပဲတက်တယ်နှစ်နှစ်နေလဲကျမဒီတစ်နေရာပဲတက်တယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလုံးမှာမလုံနဲ့တော့လစာလဲတိုးမလာဘူးယာရုလဲတိုးမလာဘူးမလုံနဲ့တော့အချမ်းနေအောင်သွားပြီး apply လုပ်အချမ်းနေကျမလိုလူမျိုးဆိုလို့ရှိရင်အလုပ်တစ်တစ်ခုသွားပြီးတော့မရှောက်မီမှာကျမဘာလုပ်ရလဲတလားလောက်တည်းကကြိုပြီး CV တွေကို .net တို့ဘာတော့နေကျမ like တင်ရတယ်ကျမအဲ့လိုလုပ်ခဲ့ရတယ်ဘာလို့ဆိုတော့ကိုကအလုပ်ပြတ်သွားလို့မရဘူးလေအလုပ်ပြတ်သွားရင် income ပြတ်သွားပြီ income ပြတ်သွားရင်ကျမအိမ်ဝယ်ထားတယ်ကျမ bank loan နဲ့ကျမဝယ်ထားတာအကုန်ဒုက္ခရောက်သွားမှာပေါ့မပေးနိုင်ရင်ဘဏ်ကလာသိမ်းပါလေနော်ကို့မှာမိသားစုရဲ့တကယ်ကို 99.99% ဟာကို့လက်ထဲမှာရှိတယ်မိသားစုမဟုတ်ဘူးနော်မိဘပြောတာအိမ်မှာ3ယောက်ပဲနေတာနော်အဲ့တော့အဲ့ဒီလိုမျိုးတွေဖြစ်ခဲ့တဲ့အတွက်ကျမဘဝမှာကျမဟိုဘလို့ပြောဆိုလူတွေကနေရာကောင်းတစ်ခုရောက်သွားတယ်နေရာကြီးတစ်ခုရောက်သွားတယ်ဒါမှမဟုတ်ပေါ့နော်တစ်ခုကိုပြောင်းလဲဖြစ်သွားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ positive တွေကိုပဲပြကြတာများတယ်ဒါပေမဲ့ကျမအဲ့လိုမဟုတ်ဘူးကျမဘလို့ဖြစ်ခဲ့တယ်ကျမရဲ့အပေါင်ကဘာမှာကျမဘလို့ဖြတ်ခဲ့ရတယ်ကျမရဲ့အိတ်မပြောတဲ့ညတွေကဘလို့မျိုးဆိုတာကိုကျမ
လုံးဝကျမတစင်ပြီးတစင်ကျမပြောသွားမှာအဲ့တော့လူငယ်တွေထဲမှာရောလူကြီးတွေထဲမှာရောဒါမျိုးဖြတ်နေရတဲ့လူတွေရှိမှာပဲလူတွေဟာ public မှာဆိုလို့ရှိရင်ကိုဘလို့အောင်မြင်ကြောင်းဘယ်နေရာကိုရောက်နေကြောင်းဘလို့တော်ကြောင်းတိကြောင်းတက်ကြောင်းမိဘရဲ့ background ကဘလို့ကောင်းကြောင်းဆွေမျိုးသားချင်းဂုံ drug ကဘလို့ကောင်းကြောင်းယူထားတဲ့ယောက်ျားကဘလို့ဖြစ်ကြောင်းဘဲကဘလို့ဖြစ်ကြောင်းမောင်နှမတွေကဘလို့ကောင်းကြောင်းဘယ် branded ကိုဘလို့ကိုင်းကြောင်းဒါတွေပဲပြောကြတာအဲ့ဒါကိုပဲပြောအဲ့ဒါတွေရောက်မလာမီအဲ့ဒီအောင်မြင်မှုတွေရောက်မလာမီမှာကိုကြုံခဲ့ရတာကြားခဲ့ရတဲ့မျက်ရည်ပေးဆက်လိုက်တဲ့အချိန်နှိမ့်ကြခဲ့ရတဲ့ဘဝတွေသူများအပျော်သူများအထင်သေးခံခဲ့ရတယ်ထုတ်ဖော်ပြီးပြောပြတဲ့သူဟာနဲပါတယ်ဘာလို့လဲသိလားပတ်ဝန်းကျင်အခုမှပါဘဝလာမေ့နေတာခုမှခုမှဒီဘဝကိုရောက်တာဒါမျိုးတွေပြောတာတွေလူတွေကမခံနိုင်လို့ကျမကတော့ပြောချင်တဲ့သူကြိုက်တာလားပြောစိတ်လဲမဝင်စားအောင်နားလည်းမထောင်ကျမတိတ်မခံနိုင်ရင်ဝုန်းချပလိုက်တာဘာမှအကြီးကျယ်မပြောနေတော့ဘူးတိခံခြင်းတရားရှိတယ်လက်ကင်ထားတယ်ဒါပေမဲ့ limited unlimited တော့မဟုတ်ဘူးเนาะအဲ့တော့အဲ့ဒါတွေအကုန်လုံးကိုကျမအနေနဲ့ပြောပြတာပါအဲ့တော့ဘလို့ပဲဖြစ်ဖြစ်လူတယောက်ဟာအခွင့်အရေးတစ်ခုကိုယ့်ဘဝမှာပေါ်လာပြီဆိုရင်ကိုယ့်ဘက်ကအစင်သင့်ဖြစ်နေပါစေပေါ်လာတဲ့အခွင့်အရေးတိုင်းမှာအစင်သင့်ဖြစ်နေပါစေကို ready ဖြစ်နေပါစေငွေကြေးအားဖြင့်ဖြစ်စေတိန်းထောင်ချီရှိရမယ်လို့မပြောဘူးနော်မပြောဘူးနော်ရာချီရာကနန်းကြီးရှိရမယ်လို့လည်းမပြောဘူးနော်သင်တန်းတွေဒီပလိုမာတွေ UK ဘာညာတွေတက်ဖြစ်ရမယ်လို့လည်းကျမမပြောဘူးနော်ကိုဘဝကို level ရောက်နေတဲ့နေရာမှာကိုဟာပြည့်ဝနေပါစေလို့ပဲကျမပြောတာကိုရောက်နေတဲ့ level ကိုရောက်ရှိနေတဲ့အနေအထားမှာကို level နဲ့ညီမျှတဲ့ဟာတကူဖြစ်ပါစေပြည့်ဝနေပါစေတစ်နှစ်ထက်တစ်နှစ်ပိုင်ဆိုင်မှုတွေငွေကြေးတွေမတိုးတက်ရင်တော့ဒါလေးတွေတက်လာပါစေကွန်ပျူတာမတက်ဘူးလားကွန်ပျူတာမရဘူးလားသွားတင်အခြေခံကနေစတင်အဲ့အနေတဖြည်းဖြည်း advance ဘာညာတက်ကိုကစင်းကင်ပြစ်ချင်တာလားသွားကျမခုနကပြောသလို3,000ရှိတယ်ရွှေ2ရွေးရတယ်ရွှေသွားလောက်ရမယ်လို့ပြောတာမဟုတ်ဘူးအဲ့ဒါအကြမ်းမှစုဆောင်းတာမဟုတ်ဘူးအဲ့ထက်ပိုပြီးစုဆောင်းလို့ကောင်းတာဘာလဲပညာကွန်ပျူတာတက်မယ်ဟာဘာသာရေးစကားအင်္ဂလိပ်စာလားဂျပန်လားကိုရီးယားလားဟဲ့လားအဲ့ဒါမျိုးတွေတက်မယ်ရှိသမျှဘာသာစကားအကုန်လိုက်တက်ဆရာတော့မလိုအပ်ဘူးလို့ယူဆတာပဲကိုလည်းအဲ့လောက်မသိဘူးနော်လိုက်သွားမယ်ကိုတက်မယ်အကောင့်တင်လာ LCCI level 1 2 3စတက်မယ်ဟာအဲ့ထက်အဲ့ဒီတက်တဲ့အခါမှာတင်နန်းခါတွေကုန်မယ်မိဘမထောက်ပံ့နိုင်ဘူးလားကိုပတ်စံနဲ့ကိုတက်ကိုကျမခုနပြောတယ်ယုံကြည်မှုရှိမှာလားယုံကြည်မှုရှိရင်ယုံကိုအေးစစ်စစ်အစင်ပြောင်းနေတထေးနဲ့အစင်ပြောင်းနေအထက်လူကြီးနဲ့အစင်ပြောင်းနေ HR နဲ့အစင်ပြောင်းနေငွေချီ contract ထိုးတက်တင်နန်းနေတက် certificate ယူပြီးကိုဘယ် level high income ကိုရှောက်ချင်တာလဲအမြဲတမ်း website တွေမှာလေ့လာဟာငါလာစာ30လိုချင်တယ်အဲ့ဒီ30မှာပြထားတဲ့ requirement တွေကဘာလဲ working experience ကဘာလဲငါဘာတွေတက်တင်တာလဲလိုက်ဖြည့်တစ်နှစ်လား2နှစ်လားတင်တဲ့နှစ်တက်ကိုအလုပ်ကလည်းတင်ကိုကလိုက်ဖြည့်နေရမယ်အဲ့ဒီအခါမှာအဲ့ဆိုရင်ကျမအဲ့တော့ကြည့်ထားတဲ့ဥစ္စာကကျမအလုပ်လက်သွားချောက်ကိုရှိတော့မှာမဟုတ်ဘူးပေါ်လာမှာပေါ့ကျမအဲ့ဒါပြောချင်တာအခွင့်အရေးကိုရှေ့ကိုဂျုံဆိုရောက်လာတဲ့အခါမှာကိုဟာအရာရာအတွက်အစင်းသင်းဖြစ်နေပါစေအဲ့ဒီအချိန်မှာအလုပ်အတွေ့အကြုံလည်းရှိသွားပြီပညာအရေးလေးကလည်းထိုက်လောက်ရှိတယ်ကိုကလည်းအသက်အရွယ်တစ်ခုရသွားပြီ high level ကိုရှောက်လို့မရဘူးလားသို့မဟုတ်ကိုပိုင်လုပ်ငန်းလုပ်ဖို့ကျမလိုမျိုးအခွင့်အရေးမထင်မှတ်ထားပဲဘွားခနဲ့ပေါ်လာရင်ရောမရနိုင်ဘူးလားရနိုင်တယ်အခွင့်အရေးပေါ်လာပြီးကိုယ့်ဘက်ကအစင်းသင်းမဖြစ်ဘူးဆိုလို့ရှိရင်တော့တေးကြတယ်နော်အဲ့ဒါကိုညံ့တာပဲကိုညံ့တာပဲကိုယ့်ဘက်ကမထူးချွန်ရင်တော့မှအလေလက်လန်းစင်မှာရှိရမယ်ကျမမထူးချွန်ပါဘူးကျမပညာရေးမှာလည်းကျမမထူးချွန်ဘူးစအရန်ညံ့တဲ့ထဲမှာတော့မပါဘူးအားနေတယ်တစ်နှစ်တစ်တန်းမှန်မှန်အောင်တယ်ဒါပဲအမှတ်က50 60 80အများဆုံးပဲရတယ်တခါမှအမှတ်ပြည့်တွေဘာတွေဆိုတာစဉ်းတော်မစဉ်းစားနဲ့ကျမကိုယ်တိုင်လည်းအဲ့ဘဝကိုစိတ်ကူးမြင်ခဲ့ရောနော်အဲ့တော့အဲ့ဒီလိုမျိုးလေးတွေရှိပါတယ်အဲ့တော့ကိုရင်းနှီးမြုပ်နှံမှာနော်နောက်ပြီးရင်ဘာသာရေးလဲကျမထပ်လောင်းပြောပြစီဘာသာရေးလဲလုပ်ပါဒါဟာကုသိုလ်ရေးရရဲ့အထောက်ပံ့မှာကိုရိုင်းရလဲစ조사တယ်ဘာသာရေးကန်ဤအကျိုးကန်လေးရလဲတက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီလူကဘဝမှာတစ်နေ့မှာတေးကြပါတယ်အောင်မြင်ပါလိမ့်မယ်နော်ကျမအဲ့ဒါလေးကိုဒုတိယပိုင်းအနေနဲ့ဆက်လက်ပြီးတော့ပြောပေးတာပါကျေးဇူးများကြီးတင်ပါတယ်ရှင်